ဆရာကျမကိုခေါ်ရစို့ ဟုတ်တယ်ဆရာမကျွန်တော်ကိုဟိုဘက်လှည့်ပြပါလား ရှင် ဆရာမရဲ့ခန္ဓာကိုယ်နောက်ကနေကြည့်ချင် ရှင်ရှင် လှုပ်ပါလှည့်ပြပါ ဆရာကျမကိုဘာသဘောနဲ့လှည့်ခိုင်းတာလဲဆရာကျမကိုဘလို့ထင်နေရလဲ ဘယ်လို့မှမထင်ပါဘူးဘာဖြစ်လို့လဲဆရာမတော့လိုင်းမော်ကိုရိုက်တင်နေသေးရပဲတစ်တော့ပေါ်မှာဆရာမရဲ့ခန္ဓာကိုယ်ကြီးပြပြီးအများကြီးရိုက်တင်နေသေးရပဲကျွန်တော်ကလိုင်းမော်ရတဲ့အပြင်မှာပူကြည့်ချင်တာဟုတ်ပါဘုဘက်လှည့်ပြရအောင်လေးပဲ ဆရာကျမကိုမစော်ကားနဲ့နော်ဆရာပြောတာကျမရဲ့ကုန်သိက္ခာကိုအများကြီးကြိုက်နေပြီ ဟိုးဒီမဲ့ဆရာမကိုစော်ကားတယ်လို့ထင်ရင်ကျွန်တော်တယောက်တည်းရပဲစော်ကားတာလိုင်းမော်တင်လိုက်တော့လူများရဲ့စော်ကားခြင်းကိုခံရတာမဟုတ်ဘူးကျွန်တော်ပြောတာဆရာမရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုရင်ဆရာမတယောက်ကကျောင်းဝတ်စုံနဲ့ခန္ဓာကိုယ်ကောက်ကျောင်းတွေပြပြီးတက်တော့စော့နေတာဟာဆရာမဆိုတဲ့ဂုံပုတ်တဲ့ဂုံသိက္ခာကိုကထိခိုက်စေရဆိုဆရာမနားမလဲဘူးလား follower တွေ like တွေ comment တွေ why ထင်းနေရလဲ comment တွေဆိုရင်ရတယ်မရှိဘူးတချို့ comment တွေဆိုရင်နှမချင်းမစာမနာအေးသူတို့စိတ်တူရအောင်လေတင်းနဲ့ဆရာမကိုလည်းဟုတ်မှာမဟုတ်တာဒီမဲ့ဆရာမယူနီဖောင်းကြောင့်လူကုန်တက်လူကြောင့်ယူနီဖောင်းပိုကုန်တက်တယ်အခုကလူကြောင့်ယူနီဖောင်းရဲ့ဂုံတိတ်ကညှိုးနှမ်းရစီဆရာမရဲ့လောက်ရက်ကကျောင်းဆရာမဆိုရဲ့ဂုံပုတ်ကိုဘယ်လောက်ထိထိကြိုက်စေရဆိုတာဆရာမနားမလဲဘူးလားဘိုးဆရာမအားရပါရငုံကျွန်တော်ပြောတာနားရှင်ထဲကနေနစ်နေအောင်နားပြလိုက်မောင်းမြလိုက်ကျွန်တော်အေးပြီးရင်ဆရာမရဲ့ဂုံတိတ်ခါနဲ့တန်ဖို့ဟို့အမြင့်ဆုံးဒီမြင့်တင်မလိုက်ခမရတို့တွေလည်းမှတ်ထားဒီလိုပျက်စီးယိုယွင်းနေတာတွေကလူကောင်းတွေဘာတိပါတာငြိမ်နေကြလို့ပဲဟေးအဲ့တိုင်းသာဆက်ပြီးတော့ငြိမ်နေမယ်ဆိုရင်ကျွန်တော်လူဝင်ချင်းတစ်ခုတော့ဒီတက်ပို့ပြီးတော့ပျက်စီးဖို့ပဲရှိရောတယ်ကျွန်တော်ပြောနေတာနေရာတိုင်းအားလုံးတွေပြောနေတာ